ချိန်လာတယ်မတွေ့ရကြတဲ့ပိုက်ကာကြီးတွေနဲ့ချိန်ထားပါတယ်မတွေ့ရကြတဲ့လီအလုံးသားမယ်တဲ့လိုက်ခဲတဲ့ဆိုရင်ဒီလိုကြိုးရဒီနိုင်40ရှစ်မိုင်အောက်ပါပြီHey, let's go. ချိန်လာတာတော့တမိုင်းလမ်းဆုံးပါပါတမိုင်းကနေလူစုံလို့ထွက်လာတော့နိုင်တရန်တရာဟုတ်တော့ရောက်ရှိလို့လာပါပြီဟိုင်းဝင်နေတော့မယ်ဆိုတော့ကျွန်တော်တို့စီမှာလီထိုးပိုက်ရဲ့ကျုပ်ဟိုမစုံရင်ဒါလူရမယ်ရရှိလာပါတယ်ကိုကမစီးတန်းလဲကြာရုံးပေးရဲ့တနင်္ဂနွေနေ့တရက်ပဲစီးပြတာများတော့ရောင်တုံးဆိုရင်ဒါကီလိုတော့ပြန်120ကျော်ရှိမယ်နဲ့တူတယ်ကျွန်တော်နေတဲ့နေရာကနေဆိုရင်ကဲခုဆိုရင်လန်ဒန်ရထွက်တိုးကိန်းအောင်တော့ရောက်ပါပြီစန်ဒေးဆိုတော့ဘင်းအောင်ဘက်ကကုန်ကားတွေအရာဝိတိုင်းနဲ့ပြန်ဆင်းမယ်ကုန်ပြန်တိုက်မယ်ပေါ့ဗျာစပတိုင်းလည်းနေချင်းလို့ရှိပါတယ်ရောင်ဒီတိုင်းဘက်ကလမ်းနေရတယ်နဲ့ကျင်းတော့ပေါ်ရမ်းတက်လို့လည်းမရအောင်အောက်ကိုရမ်းချနဲလို့လည်းမရအောင်ဒီတိုင်းနေတော့မှကုန်ကားတွေကဖြတ်သွားလို့ရှိရင်လေးဟတ်တော့အောက်ချနေနေတဲ့အချိန်ဆိုအောက်ကိုရမ်းပါမတော့ကားဖြတ်တဲ့အချိန်မှာနည်းနည်းလေးတော့သတိထားရတာပေါ့ဗျာပုံမှန်20တောင်းနေ25ပေါ့ average ကတော့18ပေါ့ဟိုမန်လေးပဲနေသွားပါတယ်ကျွန်တော်တို့ကတော့အတင်းတော့မနေမှာဟောခုဆိုရညောင်တုံးမျိုးတွေကိုရောက်ပြီညောင်တုံးမျိုးတွေမှာဒီဆုံးညောင်တုံးမျိုးတွေကိုရောက်ပြီဆိုတော့ညောင်တုံးမျိုးကကျေးသွန်းမှာမျက်မှောက်ပြုဖျားယူတော့ဖို့ပဲရန်တပ်ပဲ